ဘလို့လောကရန်နဲ့ပဲတွေ့နောက်ကျန်တာတွေအမှတ်မရအောင်တော့မှဒီနောက်ဆုံးပြောမဲ့စကားလုံးလေးကိုတော့အမှတ်ရစေခြင်းအဲ့ဒါဘာလို့ဆိုအနိစ္စဆိုတဲ့စကားလုံးပေါ့ဘာပဲဖြစ်ပြီးဆုံးလိုက်နေတဲ့သဘောလေးဟာအနိစ္စပဲလေစင်ပြေမပြေဘလို့ပဲဖြစ်နေပြီးရတာကြီးပဲဘုန်းတို့တည်တံ့နေတယ်ဆိုတာဘယ်ဟာမှမရှိဘူးအကောင်းဆုံးမှန်တယ်မြမတည်တံ့ဘယ်ဟာမှတည်တံ့နေတယ်ဆိုတာမရှိဘူးပြီးသွားတာကြီးပဲပေါ့နော်ပြီးသွားမှာပါအဲ့ဒါဘယ်အခြေအနေမှာပဲဒီဟာလေးကိုဖတ်လိုက်စိတ်ကိုမှန်ကန်သိတဲ့အသိဉာဏ်ကိုတစ်မျိုးမဟုတ်တစ်မျိုးရသွားစေလိမ့်မယ်ပေါ့ဒီစကလုံးရဲ့နော်အစွမ်းတတ္တိနော်အကျိုးကျေးဇူးကြီးမားပုံကိုဉာဏ်ပညာရှိရင်ရှိတော့သိနိုင်တယ်ပေါ့နော်ဒါအနိစ္စကိုကိုစားပြုတဲ့စကလုံးပဲလေဘယ်အတွေ့အကြုံပဲဖြစ်ပြီးတော့မှကြီးပဲဟုတ်လားအဲ့လိုပြောလို့ခပ်ပေါ့သုံးသပ်လိုက်တာမဟုတ်ဘူးဒါအမှန်တရားပဲဟုတ်လားအကုန်လုံးကဘာဖြစ်သွားမှာတော့ပြီးတော့မှကြီးပဲဟုတ်လားအဲ့ဒီပြီးဆုံးခြင်းဆိုတဲ့အနိစ္စကိုမသိလို့ဘုန်းဘုန်းတို့ရဲ့စိတ်တွေကနော်အရေးပါတဲ့အရာရောက်တယ်ထင်ပြီးတော့ပြားတွေခတ်နေတော့နော်ဒုက္ခတွေရောက်နေတာတကယ်တမ်းကဟုတ်လားအကုန်လုံးကဘာဖြစ်သွားမှာတော့ပြီးသွားမှာပဲအစင်ပြေလည်းပဲပြီးသွားတာပဲအစင်မပြေလည်းပဲပြီးသွားတာကြီးပဲဟုတ်လားဒီကုတော့ဖြစ်ခဲ့တာတွေအကုန်လုံးကပြီးခဲ့တာကြီးပဲခုဖြစ်နေတာတွေလည်းပြီးနေစေနောင်ဖြစ်သွားမဲ့အရာတွေလည်းပြီးသွားမဲ့အရာတွေကြီးပဲပေါ့နော်ဒီစကလုံးလေးကိုဘုံဘုံစိတ်ထဲမှာဘလို့ခံစားရအောင်ဆိုတော့ဘလို့လောကရန်နဲ့ပဲတွေ့စိတ်ကိုလောဘဒေါသအစွန်းနှစ်ဖက်ကိုမရောက်အောင်အလွန်တည်ငြိမ်အောင်ထိမ့်သိမ့်နိုင်တဲ့စကလုံးပေါ့နော်ကောင်းတာနဲ့တွေ့လို့လည်းပဲလောဘအစွန်းကိုမရောက်အောင်သူထိမ့်နိုင်တယ်ကောင်းတာလည်းပြီးသွားမှာပဲဒီလောက်ကြီးတန်ဖိုးရှိလာတယ်မဟုတ်ဘူးပေါ့နော်မကောင်းတာလည်းပြီးသွားမှာပဲလို့စဉ်းစားလိုက်တဲ့ခါကျတော့ဒီလောက်ကြီးစိတ်ပြည့်စရာမဟုတ်ဘူးလို့အဲ့လိုမျိုးအစွန်းနှစ်ဖက်ကိုမရောက်အောင်ထိမ့်ညှိပေးနိုင်တဲ့အစွမ်းရှိတယ်ပေါ့နော်ကောင်းတာကိုလည်းတိတ်အထင်ကြီးစရာကြီးမဟုတ်ဘူးလို့သူကပြောရရောက်တယ်မကောင်းတာကလည်းတိတ်ကြောက်စရာမဟုတ်ဘူးလို့ပြောရရောက်တယ်သဘောပေါက်လားမသိဘူးအဲ့ဒါနောက်ဆုံးပြောချင်တာကတော့နော်တွေ့ကြုံလာတဲ့လောကရန်တရားတွေနဲ့ပတ်သက်လာရင်အဲ့ဒီပြီးသွားမှာပါဆိုတဲ့စကားလုံးလေးတနည်းအားဖြင့်အနိစ္စနော်အဲ့ဒီအနိစ္စဆိုတဲ့စကားလုံးတစ်လုံးကိုဘုန်းဘုန်းတို့လွန်ပိုင်နိုင်ဖြစ်အောင်လေ့ကျင့်ထားပေါ့ဟုတ်လားအဲ့ဒီအနိစ္စဆိုတဲ့စကားလုံးတစ်လုံးတည်းကပဲဘယ်လိုလောကရန်နဲ့ပဲတွေ့ကိုယ့်ရဲ့စိတ်ကိုလောဘဒေါသဖြင့်မတုန်လှုပ်အောင်ထိမ့်သိမ့်ပေးနိုင်လိမ့်မယ်လို့ဒါကိုဘုန်းဘုန်းတို့နားလည်စေချင်တာဟုတ်လား